င်းဖိတိုက်တော့သွားပေါ်ကျူရီလည်းပြောက်သွားပေါ်မှာအရှင်းအဲ့တပုတ်တန်အရှင်းရပြီးတော့ပေါ်နေတယ်ဒါကမြင်သာတဲ့ဥပမာကိုပြောတာဗျာဒီမြင်သာတဲ့ဥပမာကဟိုနောင်လာနောင်သားပေါ့ဒီနေ့ကိုရီးယားကပြီးသွားပြီပေါ့ဒီဘက်ကဒီမြပဲပေါ့ဒီဘူးတူတာနဲ့ပဲဒီလိုပဲနေပြီးဒီလိုပဲဆက်သွားပေါ့တို့ပြင်နောင်လာတဲ့မျိုးဆက်လို့ခေါ်ရပြအဲ့ဒီလူငယ်တွေပေါ့အဲ့လူငယ်တွေကိုအသိဉာဏ်ပေးတဲ့အခါကျရင်အခုအရောကြရှင်းပြတယ်ဒီတီးကြီးတွေများတာလေဘာမှမဟုတ်ဘူးဟုတ်တယ်ဘာမှမဟုတ်ပါဘူးကွာမင်းပြောတာလေဘာတန်ဖိုးမရှိပါဘူးအဲ့ဒီတန်ဖိုးမရှိဘူးဆိုရင်အရာကအချိန်ကျတော့ကိုယ့်အတွက်ကြီးမားတဲ့တန်ဖိုးရတယ်ဒါကိုအရောကြကအစားအတော့အနေအထိုင်နဲ့တွဲပြီးတော့အမြဲပြောပေးတယ်ခုလည်းပြောပြပေးမယ်ဒီနေ့အရောကြပြောပြသွားတယ်အညိုဝိုင်တိုင်းနဲ့နီးလူတယောက်ကသွားတိုက်တယ်နီးအဲ့ဒီနီးနဲ့ပဲအလားတန်တူတယ်လူခန္ဓာကိုယ်မှာအစားအသောက်နဲ့အနေအထိုင်မျိုးမြတာကိုလုပ်တယ်။ကောင်းပြီမိတ်ဆွေဒီနေ့ insulin sensitive ဖြစ်လို့ယောဂဗျာဆိုတာအသက်အရွယ်အကန့်အသတ်လို့ရှိရပါဗျာများသွားပြီတော့30အောက်ပေါ့။ကောင်းကောင်းမွန်မွန်နေနိုင်တယ်ဗျာ။နာရီယောဂတွေအနာမကပ်ဘူးဗျာ။သို့ပေမဲ့ဒီအကြောင်းအရာကိုမသိတော့ဟောခဏကြာတော့ resistant ဖြစ်တော့30ကျော်လောက်မှ insulin တွန်းကန်နဲ့ရင်ပါတယ်ဖြစ်တော့အဲ့တော့အနောက်ကနာရီယောဂတွေကတပြုံကြီးပဲကိုယ်စင်မှာလာကြိုက်ရောအဲ့ဒီအကြောင်းအရာတွေကိုအခြေခံတဲ့အခါမှာအစားအသောက်တွေအနေနဲ့ပုံမှာပဲဖြစ်နေတယ်ဆိုတာကိုဒီပြုတ်မိတဲ့သူအမတန်နေတယ်ဗျာဟောဘူးအဲ့ဒါတခြားလာတာဖြစ်နေမယ်အားကြီးတွေဝယ်တော့လိုက်မယ်ငါဟာဘလူတွေလှုပ်လိုက်မယ်ငါဖြစ်ဆွက်လေးနဲ့ငါဘလူကန်လိုက်များချတဲ့စီးလေးနဲ့ငါဘလူတီးလိုက်မယ်ဟာဒီလိုတွေတွေးတာဗျာကြောင်းရင်ဒီကိုဗျာအဲ့လိုတွေတွေးတာပေါ့ဒီကောင်းမြင်ရဆိုလေ insulin resistant ရသွားတယ်။ရသွားပြန်ကူးတယ်ဗျ။တချို့ကနားတယ်ဗျတိတယ်ဗျ။တိတဲ့ခါကျတော့သူကဘာလုပ်လဲဆိုတော့မဟုတ်ဘူးဒါဒီတိုင်းနေလို့မရဘူး။ sensitive ပြန်ကူးမှဖြစ်မယ်။ဒီစီးဝါးနဲ့ထင်းချုပ်တွေဒီလိုလုပ်တယ်ဆိုတာကလေဟုတ်တယ်လောလောဆယ်တော့ဒီနည်းနဲ့ပဲဖြစ်ရှင်းကြမှာမှန်တယ်။ဒါပေမဲ့ရေရှည်မှာတကိစ္စမဟုတ်ဘူး။စီးကူးရတဲ့နွန်ထဲမှာလည်းနစ်တယ်။တကယ် fully sensitive လည်းဖြစ်တာလည်းမဟုတ်ဘူး။ကြာတော့သိလာတာဗျလူရဲ့အကြောင်းအရာအဲ့တော့ဘလုံနီးနဲ့တို့တွေဘလို့ပြန်သွားမလဲအဲ့ဆိုကြီးအဲ့ဒီမှာအစားအသောက်နဲ့အနေထိုင်သူနှစ်မျိုးလာတယ်80/20 rules ကိုခေါ်တယ်အဲ့ဒီမှာလည်းအဲ့လိုရှိတယ်ဗျဒီနေ့ modern view လို့ပြောတဲ့နောက်ဆုံးပေါ် researcher တွေကအသေးချာပြောရဗျာမိဆိုရမှန်တယ် sensitive တန်းကိုပြန်ကူးကြမယ်ဆိုရင်အစားအသောက်နဲ့အနေထိုင်နှစ်ခုမဖြစ်မနေတွားရမယ်ဒါချိန်ကိုချိန်ရမယ် lifestyle modification လို့ပြောတယ်ရှေးကခဏတွဲတာပြီးရင်တော့ရှေးပြောင်းလို့စူးစမ်းကြရမယ်အဲ့လိုစူးစမ်းတဲ့အခါမှာတော်တော်များများကနားလေတာပေါ့ဗျအနေထိုင်ကဒါကတော့ဘလောက်လဲအစားတော့ရကတော့ဘလောက်လဲဒီပုံမှာမြင်တဲ့အမြင်တွေဝဲတာတွေရှိရဲ့ဒီနေ့အားရကြတယ်တက်မှတ်ပြီးမယ်အစားအသောက်ကြောင့်ပြုပြင်ပြောင်းလဲလို့ရတာကဒီခီးကြီးမှာဒီ insulin sensitive ဖြစ်ရေးခီးကြီးမှာ80%ပါဝင်နေတယ်လို့ခန္ဓာကိုယ်လှုပ်ရှားမှုဝဲပြလေ့ကျင့်ခန်းမှုပြောရမယ်လေ့ကျင့်ခန်းလုပ်လို့ဒီကြီးကိုတက်ရောက်စီတဲ့အကြောင်းတက်ရောက်စီတဲ့သူချလာမယ်အကျိုးမြတ်ပါဗျာအဲ့ဒါက20%ပဲရှိဟောဒီနှစ်ခုကိုအတေချာကိုယ်ပြားလေးနားလေစီချင်တာဗျဟောမဟုတ်တော့ထင်လားဗျမဟုတ်ကွာငါလေ့ကျင့်ခန်းအားကစားတွေကဒီနေ့ကငါခြေလမ်းတော့ငါကင်ရဲမယ်ဟောတော့ငါ2000ထက်တင်ဟောကင်လိုက်မယ်အဲ့ဒါဆိုငါရဲ့ဒီဖြစ်နေတဲ့ဒီချိုတက်နေတဲ့ကိစ္စရပ်တွေက binding process ပေါ်မှာကအကုန်ပါသွားမယ်။ဟာဒီလိုကြီးတွေးတာဗျာတခါတည်း။မဲဆွေတေချာတက်မှတ်ပေးရစီတူတူပြူ။အဲ့ဒီဘက်အချမ်းက20%ပဲရတယ်ဗျ။ဒီဘက်အချမ်းက80%ရတယ်အစားတော့ပေါ်ကဆိုလိုတာဗျာဒီပြဿနာတွေဖြစ်လာရခြင်းရဲ့အကြောင်းအရင်းထိတ်နောက်လိုက်သွားတာဗျာ။အဲ့ဒါကြောင့်ဖြစ်တာ။ဘာကြောင့်ဖြစ်တာဗျာပြောရရင်စိတ်အလိုလိုက်လို့ဖြစ်တာဗျာပြဿနာ။အဲ့တော့ကိုယ်စိတ်အလိုနဲ့ဒီပါဇက်ရဲ့ပေါင်းလိုက်တော့အစားအစာတွေကိုခုံမင်တက်မှတ်တယ်လို့ဆိုတယ်။မှန်တယ်ဗျာလူခန္ဓာကိုယ်ဆိုတာတော့ input ထည့်ရမှာပေါ့ဗျာ။စားတော့ထည့်ရမှာပေါ့ဒါမှဒီကောင် run လို့ရမှာပေါ့ fuel မရှိဘဲနဲ့ဒီ engine ကြီးကဘယ်လိုလုပ်ပြီးတော့ run လဲဗျာဒါလည်းမှန်တာပေါ့။အဲ့ဒီထဲမှာထည့်တဲ့စီတန့်တာမတန့်တာဒါတွေပြေပိတ်မယ်လေးနားလို့ဒိုရီလေးဆိုတယ်။လက်ကြီးထဲမှာကြည့်လိုက်လေဗျာ။ပြက်ဖိုင်လို့ပြောတဲ့အမျိုးအစားတွေဗျာ။ common way လို့ပြောတဲ့အမျိုးအစားတွေဗျာ။ဘယ်မှာရိုးရိုးဒီတွေထည့်လို့ရတယ်ဟုတ်ပရီမီယံမထည့်ရင်စက်မလို့တဲ့ကားတွေအများကြီးတွေဗျာ95ထည့်မှအဆင်ပြေတဲ့ကားတွေအများကြီးတွေဗျာ
ကိုထဲတဲ့food intake ပေါ့ဗျာလူနဲ့နှိုင်းရှင်ပြီးပြောရရင်